အားလုံးပဲမင်္ဂလာပါကျွန်တော် channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့ HOK ကဘာကြီးရဲ့ The Fatland လို့ခေါ်တဲ့ data လေးရဲ့အကြောင်းကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်တင်ဆက်ပေးနေတာလေးတွေကိုကြိုက်နေတဲ့ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ဖို့မမေ့ကြနိုင်အောင်နော်ဇာတ်လမ်းလေးကိုစလိုက်ကြရအောင်ဗျာ The Fatland လို့ခေါ်တဲ့ရှေးအောင်နယ်မြေကြီးက HOK ကဘာကြီးကိုစတင်အစားပြုခဲ့တဲ့နေရာလေးဖြစ်ပါတယ်အဲ့ဒီနေရာကနေမဲ့လူယဉ်ကျေးမှုနဲ့လူသားမျိုးနွယ်တွေစတင်ပေါက်ဖွားလာခဲ့တာပေါ့အဲ့ဒါကြောင့်လဲ The Fatland နယ်မြေကြီးကိုယဉ်ကျေးမှုပကဲလို့တင်စားခေါ်ခဲ့ကြပါတယ်ဒီလိုမျိုးအရေးပါတဲ့နယ်မြေတွေကလည်းအမြဲတမ်းငြင်းညမ်းမှုတွေပဲတည်ရှိမနေခဲ့ပါဘူးအဲ့ဒီဒေသလေးက HOK ကဘာကြီးရဲ့ပထမဆုံးမြေသားနယ်မြေဖြစ်တာကြောင့်မကြာခဏငလင်လောက်တာတွေတဘာဝဘေးရန်တွေဖြစ်ပေါ်လျက်ရှိပါတယ်ဒီလိုနဲ့ပဲချောင်းအောလို့ခေါ်တဲ့မျိုးအစ်စ်ကိုတီချောင်နိုင်တဲ့အခါမှာတော့လူတွေကဒီအနေအများတဲ့မြေပေါ်ကနေအများအပြားပြောင်းရွှေ့သွားခဲ့ပါတယ်လူတွေအများအပြားပြောင်းရွှေ့ထွက်ခွာသွားခဲ့ပေမဲ့လည်းဒီမြေကိုလုံးဝကြီးဆုတ်ခွာသွားခဲ့တာတော့မဟုတ်ပါဘူးနတ်ဖျားများအားလုံးကြောင်ရုံးသွားပြီးတဲ့နောက်မှာတော့နီယူဝါဟာကြံရှိနေခဲ့တဲ့တယောက်တည်းသောနတ်ဖျားမအဖြစ်ဒီဒေသကိုဆက်လက်ပြီးအုပ်ချုပ်သူဖြစ်လာခဲ့ပါတယ်ဒီနေ့ခေတ်အထိဒီလျှို့ဝှက်ပြီးအနေများတဲ့ The Fatland ဒေသကိုစုံစမ်းသွားလာသူအလုံးနှဲပါပါတယ်။ဘာကြောင့်လဲဆိုတော့ဒီရှီအောင်နယ်မြေကြီးဟာအားလို့ကိုရင်ချင်းမှုအကျဉ်းချံတွေရှိနေုံသာမကကြီးမားလာတဲ့ဖီယာလစ်တွေနှက်ဆိုးတွေနဲ့တရဝါပေါင်းများစွာကျက်စားနေတိုင်းလျက်ရှိတာကြောင့်ဖြစ်ပါတယ်။ဒါကြောင့်မို့ The Fatland ဒေသလေးဟာယဉ်ကျေးမှုများစတင်ရာနေရာဖြစ်တယ်လို့အနေအများအစုံတရှိရာတနေရာလည်းဖြစ်ပါတယ်။ဒါလေးကတော့ The Fatland ဒေသကိုစတင်ဖြစ်တည်လာစေတဲ့တမိုင်းချင်းချုပ်လေးပဲဖြစ်ပါတယ်။အခုနောက်ထပ် Celestia လို့ခေါ်တဲ့မြို့လေးရဲ့အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ Celestia ဆိုတာ Primera သို့ရောက်ရှိလာတဲ့နတ်ဘုရားတွေရဲ့ပုံမိတ်မှန်ဒါမှမဟုတ်နန်းတော်ကြီးတစ်ခုပဲဖြစ်ပါတယ်။ဒီနတ်ဘုရားတွေကမူလစကတာမန်လူသားတွေဖြစ်ခဲ့ကြပြီးတော့သူတို့ရဲ့လူပေါင်းတက်တန်းတွေကိုကျော်လွန်ခဲ့ပြီးတော့မတင်မျိုးဘဝကိုကူးပြောင်းနိုင်ခဲ့ကြတာပဲဖြစ်ပါတယ်။သူတို့တွေကမြေအောက်မှာရရှိတဲ့ဝိညာဉ်စွမ်းအားတွေကိုထုတ်ယူအသုံးပြုခဲ့တာကြောင့်ဒီလိုစွမ်းအားတွေကိုရရှိခဲ့တာပဲဖြစ်ပါတယ်။ဝိညာဉ်စွမ်းအားတွေကိုစုဆောင်းထိန်းသိမ်းဖို့နဲ့ Celestia ကိုထောက်ပံ့ဖို့အတွက်သူတို့တွေကအမတာဝါ12ပါးကိုတည်ဆောက်ခဲ့ကြပါတယ်။အထူးသဖြင့်စန်တာဝါနေမင်းမြော်စင်ကလည်းအဓိကခန်းကဏ္ဍမှာပါဝင်ခဲ့တာပေါ့။အမ12ပါးဆိုတာ Primera တိုက်တခြားကိုပြန့်နှံ့နေတဲ့ကြီးမားထည်ဝါလာတဲ့တာဝါတိုင်းအဆောက်အဦကြီးတွေပဲဖြစ်ပါတယ်။အဲဒီကယခုကမှာတော့ရှေးရောက်ယဉ်ကျေးမှုအကျွင်းကြံတွေအဖြစ်သာတည်ရှိနေကြပါတယ်။ဒီဆောင်တွေကိုတည်ဆောက်ခဲ့တဲ့သူတွေကတော့နတ်ဘုရားအဖြစ်ကိုပထမဆုံးအကြိမ်ပြရရှိခဲ့တဲ့လူသားတွေပဲဖြစ်ပါတယ်။အမွေစနပါတဘာဝစွမ်းရည်နဲ့ဝိညာဉ်စွမ်းရည်တွေကိုထောက်ပံ့ပေးရမှာတော့ကြီးမားတဲ့ခန်းကဏ္ဍမှာပါဝင်ခဲ့ကြပါတယ်။ဒီကအမတာဝါ12ပါးကိုအသုံးပြုခဲ့ကြပြီးတော့ Primera ရဲ့မြေဒီကနေစွမ်းရည်တွေကိုထုတ်ယူဖို့အတွက်အဓိကအသုံးပြုခဲ့ကြပါတယ်။ဒီချိန်လေးမှာပဲသူတို့တွေကနတ်ဘုရားတွေအဖြစ်ကိုကိုးစားပြုတဲ့အထိမ်းအမှတ်ပွဲတွေဖြစ်လဲတည်ရှိခဲ့ကြပါတယ်။ဒီတမိုင်းကြောင်းတွေကြောင့်လည်းအမတာဝါအဆောင်တွေကဒေသခံတွေနဲ့ဇာတိလူမျိုးတွေအတွက်ကိုးကွယ်ရာရှေးအောင်နေရာအဖြစ်ကျန်ရှိနေသေးဖြစ်ပါတယ်။ဒီလိုလေးပဲနတ်ဘုရားတွေကစွမ်းရည်တွေနဲ့မတင်နိုင်ခြင်းတွေကိုဆက်လက်လုပ်ချင်တတ်မှတ်ခဲ့ကြပါတယ်။အကြောင်းလဲဆိုတော့တုံးဝမ်ဟာဆိုရင် Celestia ကနတ်ဘုရားတွေကိုယ်တိုင်တော်မှာလိုချင်တောင်းတခဲ့ကြတဲ့ထာဝရရှင်သန်ခြင်းနဲ့အလွန်နှီးစပ်ခဲ့တဲ့စွမ်းအားတစ်ခုကိုရရှိခဲ့လို့ပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းစွမ်းရည်နဲ့အလွန်အကျွံသုံးစွဲမှုနဲ့ထုတ်ယူသုံးစွဲမှုတွေဟာဆိုရင်နောက်ဆက်တဲ့ဆိုးကျိုးတွေကိုဖြစ်ပေါ်လာစေခဲ့ပါတယ်။တဘာဝပတ်ဝန်းကျင်ရိုးရင်းပြည့်စုံမှုတွေဖြစ်ပေါ်လာသလိုလူမှုအတိုင်းဝိုင်းပရိပခတွေနဲ့မကြေမသက်မှုတွေလည်းဖြစ်ပေါ်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့ဒီပရိပခတွေဟာနတ်ဘုရားများစစ်ပွဲဆိုတဲ့တိုက်ပွဲကြီးတစ်ခုရဲ့ဖြစ်အဆုံးသတ်ခဲ့ပါတယ်။ဒီစစ်ပွဲကြောင့်ပဲနတ်ဘုရားတွေရဲ့အစီအစဉ်ကလည်းပြိုလဲပျက်စီးခဲ့ရပါတယ်။အဓိကဥဆောင်သူနတ်ဘုရားမဖြစ်တဲ့နေဝါဟာစွမ်းရည်တွေကိုထိန်းချုပ်နိုင်မှုအတွက်အာခိုးလို့ခေါ်တဲ့သင်္ဘောကြီးရဲ့အဓိကလက်ပတ်မှုနေရာကိုတစိမ့်ကချိတ်ပိတ်လိုက်ပါတော့တယ်။နေဝါဟာအနာဂတ်မှာအဲ့ဒီစွမ်းရည်တွေကိုထိန်းချုပ်နိုင်မဲ့ကံကြမ္မာပါလာသူတို့ပေါ်ထွက်လာလိမ့်မယ်လို့မျှော်လင့်ရင်အာခိုးရဲ့တော့တွေကိုအမတာဝါ12ခုတွေထဲမှာလှည့်ဝက်စွာထားရှိခဲ့ကြပါတယ်။ဒီလိုနဲ့ပဲနတ်ဘုရားတွေရဲ့ပြိုလဲမှုဟာခေတ်တစ်ခေတ်ရဲ့ပြီးဆုံးခြင်းကိုဖော်ညွှန်းပြခဲ့တာပဲဖြစ်ပါတယ်။ဒီနေ့ခေတ် Celestia ရဲ့အခြေအနေကတော့အရင်လိုခန်းနားထဲဝါလာတဲ့နတ်ဘုရားတွေရဲ့ဗိမာန်တစ်ခုအဖြစ်မတည်ရှိတော့ပါဘူး။ရှေးအောင်ယဉ်ကျေးမှုအမွေအနှစ်တွေအဖြစ်ပဲဆက်လက်တည်ရှိနေစေဖြစ်ပါတယ်။ The Fatland ဒေသနဲ့ Celestia မြို့တော်ရဲ့တမိုင်းချင်းချုပ်လေးကတော့ဒါပါပဲဗျ။ကျွန်တော်ရဲ့ဘော်ဒါတွေလည်းကြိုက်နေတတ်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးနှိပ်ခဲ့ဖို့မမေ့နဲ့ဦးနော်။ကျွန်တော်ကတော့ MG ပါနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြတာပေါ့။